အရန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုအဲမှာကြည့်နေတိမှာပါ तू ကတာမန်ကြော်ညာရင်းနဲ့မတူဘဲနဲ့တမူနည်းနည်းတော့ထူးခြားပါတယ်အားကြောင့်မလို့အရန်လဲမရိုက်ခင်ကလည်းတော်တော်စိတ်ပင်ပန်းခဲ့ရတယ်ရိုက်ပြီးသွားတော့လဲအခုမကြည့်ရသေးဆိုစိတ်လှုပ်ရှားပါတော့အရန်ကိုစိတ်လှုပ်ရှားနေတကယ်အရန်စိတ်လှုပ်ရှားပါတယ်လိုက်မှုတွေနဲ့ဒုလက်တွေရဲ့ဘဝဟာဘယ်တော့မှညီမျှမှုမရနိုင်ပါတကယ်ဆိုငါလည်းမိသမီးပါမိသားစုရဲ့မွေလက်မလည်းခံစားခွင့်ရှိတာလေးတရဖြစ်တာတော့ဒါစိန်စပယ်ဖူးရဲ့ TVC ကိုပေါ့နော်အခုအောင်ရည်ကနေပြီးတော့သူ့ရဲ့အရန်ကိုထူးခြားတဲ့စိတ်ကူးစိတ်တန်းကောင်းကောင်းနဲ့အရန်အချိန်အကြာကြီးသူတို့ဖန်တီးခဲ့တဲ့ကြော်ညာတစ်ခုပေါ့နော်ဒီမှာပါဝင်ခွင့်ရတဲ့တလည်းအများကြီးဝမ်းသာကုန်ပြီပါတယ်ရှင်အရန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုအဲမှာကြည့်နေတိမှာပါ तू ကတာမန်ကြော်ညာရင်းနဲ့မတူဘဲနဲ့တမူနည်းနည်းတော့ထူးခြားပါတယ်အားကြောင့်မလို့အရန်လဲမရိုက်ခင်ကလည်းတော်တော်စိတ်ပင်ပန်းခဲ့ရတယ်ရိုက်ပြီးသွားတော့လဲအခုမကြည့်ရသေးဆိုစိတ်လှုပ်ရှားပါတော့အရန်ကိုစိတ်လှုပ်ရှားနေတကယ်အရန်စိတ်လှုပ်ရှားပါတယ်ဟုတ်တယ်အဲ့လိုမျိုး director လောက်ထားပါတော့အကိုတို့ကလည်းအကုန်လုံးအဲ့လိုလောက်ထားဘယ်သူမှဒီထဲမှာပါတဲ့ actor တွေအကုန်မကြည့်ရသေးဘူးအမခံချက်အပြေးဝရှိရပေါ့နော်မန္တလေးမှာရောဒါရန်ကုန်မှာရောမန္တလေးမှာတော့ဒါနှစ်ပေါင်း40တိုင်ပေါ့နော်ရက်တီလာတဲ့ဆိုင်ဘာလို့ရက်တီနိုင်လဲဆိုရင်သူကအဓိကအကိုတို့က quality ဘိုင်းကိုအရန်ဦးစားပေးတယ်စိန်နေဆိုလို့ရှိရင်လည်းဒီ GIA နဲ့ပတ်သက်တာတွေဆိုလဲအရန်နာမည်ကြီးရယ်နောက်တစ်ခုကအမခံချက်ပါပဲစိုင်းတစ်ဆိုင်မှာအချိန်ကြီးကိုဝယ်ထားတဲ့ပစ္စည်းကိုပြန်ရောင်းနိုင်ရမယ်ပြန်ရောင်းတဲ့အချိန်မှာဝယ်နိုင်ရမယ်တဘောအချိန်မျိုးရောင်းနိုင်ဝယ်နိုင်သူတို့မှာတည်ရမလားတခြားပြဿနာလည်းဘာမှမရှိနောက်တစ်ခုကခိုင်မာဆိုရက်တီလာတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်40တိုင်တိုင်ကိုတို့ကရက်တီနိုင်တာပေါ့နော်လူတစ်ယောက်ကပေါ့နော်အမျိုးသမီးတစ်ယောက်ကပေါ့ဒီ jewelry တင်လိုက်လို့ရှိရင်နောက်ထပ်တစ်ရေကပို့ပြီးတော့တက်သွားတာပေါ့နော်တက်တည်မင်္ဂလာပေါင်းနဲ့လည်းပြည့်စုံတယ်ပြီးတော့ jewelry ဆိုတာထိုက်မှရတဲ့ရတနာဆိုတာတန်ဖိုးရှိတဲ့ပစ္စည်းဖြစ်တဲ့အတွက်အမျိုးသမီးတိုင်းလည်းလိုချင်ကြရတယ်ပေါ့နော်အားကြောင့်မလို့အခုလိုဝတ်ဆင်ထားရတာလည်းဒါကုသိုလ်ကံတစ်မျိုးပါပဲပေါ့နော်ဟိုဒီကြော်ညာမှာအကုန်လုံးကတမယိုးချမဟုတ်ဘူးလေနည်းနည်းလေးတော့ခက်တာပေါ့နော်အဲ့အတွက်ကိုတော့ပြင်ဆင်တာထက်စိတ်လှုပ်ရှားတယ်ဒီထဲမှာက team work ကောင်းမှအားလုံးကြည့်လို့ကောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြောင့်မို့လို့တစုံတရာလိုအပ်သွားမှအရန်ကြောက်တယ်တော်တော်ကိုကြောက်တာအဲ့လိုမျိုးဒါပေမဲ့ပျော်စရာလည်းအရန်ကောင်းတယ်ပေါ့နော်အဲ့လိုရာဟာစတိုက်တဲ့နေရဆိုလေရီးနေရတာကိုချမ်းတို့နဲ့လေအဲ့လိုအမှတ်တရလေးတွေပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဒါတဘာတွေပေါ့နော်လေးစားအားကြရတဲ့အန်ဒီဝါအန်ဒီခင်မို့အေးမိုင်းအေးတောင်းထစ်သစ္စာလေးလည်းပါတယ်ဗစ်တာတို့လည်းပါတယ်ကိုသားကြီးတို့လည်းပါတယ်ပေါ့နော်ဒါအကုန်လုံးကိုချမ်းတို့ရောအကုန်လုံးကဒါစီစီလုံးလုံးလေးနဲ့တော့ကြိုးစားထားကြတယ်ပေါ့နော်ဟုတ်ဒီတညာလေးဟုတ်ဒီတစ်ခါလေးဆွပြောပြမယ်စိန်ကသူတို့ရဲ့စိန်က quality ဘယ်လောက်ကောင်းလဲဆိုမီးထိုးထားလို့လက်နေတာမျိုးမဟုတ်ပြီးနောက်တစ်ခုကလေသူကရွေးချယ်စရာတွေကို choice တွေကို counter တွေနဲ့ခွဲထားပြီးသားမန္တလေးမှာဆိုရင်ဆွေးထားလိုက်ပါတော့ဘယ်လိုမျိုးအမျိုးအစားကိုလိုချင်လဲအဲ့မှာတစ်ခါတည်းကောင်တာတွေနဲ့လည်းခွဲထားပြီးသားရွေးချယ်လို့လည်းအရင်ကောင်းတယ်ပေါ့နော်ဟုတ်စိတ်အရည်သွေးကတော့အဓိကပါပဲစိတ်အရည်သွေးအကောင်းဆုံးဆိုင်ပေါ့နော်ဟုတ်စိတ်စပယ်ဘူးလို့ပြောလိုက်တာနဲ့ဒါဟိုဘယ်လိုပြောမလဲနာမည်ကြီးပြီးသားပေါ့နော်ခန်းနာမှုကိုတန်းပြီးတော့မြင်ရမယ်ပြီးလို့ရှိရင်ပစ္စည်းဆိုလို့ရှိရင်အရင် quality ကောင်းတဲ့ 100% တကယ်ကိုကောင်းတဲ့ပစ္စည်းအရည်အသွေးကိုတန်းပြီးတော့မြင်ရမှာပေါ့နော်ဟုတ်